post တွေတင်တဲ့အခါမကြော်ညာဘဲနဲ့ reach များများရောက်ဖို့ကျွန်တော်အခုမျှဝေပေးမယ်အချက်၃ချက်တိုင်းလိုက်လို့ကြည့်ပါ Okay နံပါတ်1ကကြတော့ orient edit time လို့ခေါ်တယ်။ဘာလို့ပြောရလဲဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ page မှာ post တွေမတင်ခင်မှာဒီ payback ကိုဆွဲလိုက်ပြီဆိုလို့ရှိရင် professional dashboard ဆိုတာကိုနှိပ်ပေးရမယ်ပေါ့နော် professional dashboard ဆိုတဲ့ button လေးကိုတစ်ချက် click လိုက် click ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာ insight ဆိုတာရှိရပါလိမ့်ဆိုတော့ insight လေးကိုတစ်ချက် click လိုက် Okay အဲ့ဒီမှာကျွန်တော်တို့က orient edit time ဆိုတာရှိရဆိုတော့ဘာလို့ပြောရလဲဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ page မှာ follow လုပ်ထားတဲ့ follower တွေအသုံးပြုတဲ့ online အသုံးပြုတဲ့အချိန်ကို edit အဖြစ်ဆုံးအချိန်ကိုကြည့်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီကိုယ့်ရဲ့ follower တွေ edit အဖြစ်ဆုံးဒီ online သုံးတာအများဆုံးအချိန်မှာကိုယ့်ရဲ့ post ကိုတင်မယ်ဆိုလို့ရှိရင်အရင်ထက်ပိုပြီးတော့ reach အများကြီးရောက်နိုင်ပါတယ်ဆိုတော့သဘောတရားကကိုယ့်ရဲ့ page က follower တွေကည8နာရီဝန်းကျင်မှာmode edit အဖြစ်ဆုံးဆိုလို့ရှိရင်ကိုကpost ကိုနေ့လယ်9နာရီလောက်တက်တင်လိုက်တယ်ဆိုလို့ရှိရင်ကိုတင်လိုက်တဲ့အချိန်နဲ့ကိုရဲ့ page မှာရှိတဲ့ follower တွေက edit ဖြစ်တဲ့အချိန်နဲ့တွားပြီးတော့မတိုက်ဘူးဆိုလို့ရှိရင် reach ကျနိုင်ပါတယ်ဆိုတော့အဲ့အတွက်ကြောင့်ခုနကတော့ကျွန်တော်ပြောခဲ့သလိုကိုရဲ့ page မှာရှိတဲ့ follower တွေရဲ့ orient edit time အများဆုံးရှိတဲ့အချိန်မှာရွေးပြီးတော့ post ကို add လုပ်မယ်ဆိုလို့ရှိရင်အရင်တက်ပို့ပြီးတော့ reach အများကြီးရောက်နိုင်ပါတယ်ဆိုတော့နံပါတ်2ကကြတော့ကျွန်တော်တို့အများစုသိကြတဲ့ online user အများဆုံးအချိန်တွေဖြစ်တဲ့မနက်9နာရီကနေပြီးတော့17နာရီကြာညပိုင်းဆိုလို့ရှိရင်ညနေ6နာရီကနေပြီးတော့ည10နာရီကြာဆိုတော့ဒီနှစ်ချိန်က online user အများဆုံးရှိတဲ့ချိန်ဖြစ်ပြီးတော့ post တင်ရင် reach အများဆုံးရောက်နိုင်တဲ့ချိန်တွေပါဆိုတော့ဒီချိန်တွေမှာလည်းရွေးပြီးတော့တင်လို့ရပါတယ်နောက်တစ်ချက်ကကြတော့ content quality ကောင်းကောင်းလေးဖြစ်ထားဖို့လိုပါတယ်ဆိုတော့ဘယ်ချိန်မဲတင် content ကြီးကစိတ်ဝင်စားစရာမကောင်းဘူးဆိုရင်လည်း reach ကကောင်းမှာမဟုတ်ပါဘူးဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်တို့က content တွေဖန်တီးတဲ့အခါမှာ video ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပထမအဦးဆုံး5 second hook click ကလူတွေကို video တစ်ပုတ်လုံးကြည့်သွားခြင်းအောင်ဆွဲဆောင်နိုင်တဲ့ video မျိုးဖြစ်ဖို့လိုတယ်တကယ်လို့ကိုက post ဆိုလို့ရှိရင်လည်း eye catching ဖြစ်မဲ့ social media design ကိုတေချာလေးဆွဲပြီးတော့ content မှာလည်း headline ကိုတေချာလေးတစ်ပုတ်လုံးဖတ်ချင်သွားအောင်စိတ်ဝင်စားအောင်ရေးနိုင်တဲ့ headline မျိုးဖြစ်ဖို့လိုပါတယ်ဆိုတော့ဒီချက်၃ချက်ကိုသိသွားပြီဆိုလို့ရှိရင်ဒီချက်၃ချက်တိုင်းကိုယ့်ရဲ့ page မှာ post တွေတင်တဲ့အခါမှာအရင်ထက်ပိုပြီးတော့ reach တွေကောင်းလာမှာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့အကျိုးရှိမယ်လို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးအကျိုးရှိရဆိုလို့ရှိရင် share လုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်နောက်ထပ် knowledge sharing video တွေလာပါအောင်မယ်ဆိုတော့ stay tuned bye bye